မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကို iPhone တစ်လုံး bypass လား official လားဘယ်လိုစစ်လဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် bypass လောက်တာမလောက်တာဘယ်လိုသိရမလဲဆိုရင်ကျွန်တော်တို့ဝယ်မဲ့ဖုန်းရဲ့ setting နဲ့ဝင်မယ်ကျွန်တော်တို့ဒီမှာ iCloud ထဲမှာ iCloud ထွက်ထားပါမယ် Apple account မှာ iCloud ထွက်ထားပါမယ်ထွက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့သူ channel ထဲကိုဝင်မယ် about ထဲကိုဝင်မယ် serial နံပါတ်လေးရှိပါတယ်အဲဒီ serial နံပါတ်ကလေးကိုကျွန်တော်တို့မှာရှိတဲ့ဖုန်းနဲ့စစ်ကြည့်ရမှာဖြစ်တယ်ဘယ် website ကနေစစ်မလဲဆိုရင်တော့ကျွန်တော်သုံးတဲ့ website ကတော့ဒီကောင်လေးဖြစ်ပါတယ်အတန်တွက်လေးကတော့ကျွန်တော် sick လို့ပဲအတန်ထွက်ပေးလိုက်ပါမယ်မှန်ရင်လည်းမှန်မယ်မှားရင်လည်းမှားမယ်ပေါ့လေအဲဒီ website ထဲမှာကျွန်တော်တို့တွားပြီးတော့သူ့ရဲ့ serial နံပါတ်ကိုရိုက်ထည့်ပြီးတော့စစ်မှာဖြစ်ပါတယ် okay အဲဒီထဲဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ Apple basic info ဆိုတာရှိတယ်အဲဒီထဲမှာသူ့ရဲ့ serial နံပါတ်ကိုရိုက်ထည့်ပြီးစစ်လိုက်တယ်ဆိုရင်ဒီ iPhone ကကျွန်တော်တို့ဘာရောင်လဲဘယ်လောက်ကလဲiCloud ရှိမရှိ bypass လောက်တာမလောက်တာကို